ပွဲလုံးဘယ်လိုပဲပြောကျွန်တော်ဘက်ကတော့တပွဲလုံးဘောလုံးပိုင်ဆိုင်မှုရောကိုသွင်းတဲ့ chance ရောရတယ်သူတို့ဘက်ကတစ်ချိန်ပဲရတာပေါ့နော်မခုနှစ်ကန်သွားတာဒါဘာပြောဒီ3-0ဆိုတဲ့ result ကတော့ကျွန်တော်တို့ကျင်းနေပါတယ်စပြီးတော့မိနစ်80ပဲကစားမယ်ဆိုတော့စတွေကထွက်တဲ့အားနဲ့အင်းနဲ့ကစားဖို့အချိန်မရဘူးလေမိနစ်90မဟုတ်ဘူးအချိန်မရတော့ဒါမှကူဟိုဖြစ်မှာဆိုတော့ဟိုပထမပိုင်းကတင်ကစားခိုင်းတာပေါ့နော်စတယ်တင်ကစားခိုင်းတာနောက်မှပွဲလဲဒီပွဲမှာပဲကစားမှာလေတစားအမှန်လဲအသင်းအညံ့ပေါ့အသင်းညံ့တဲ့အသင်းမဟုတ်ဘူးကစားကောင်းတယ်လို့အခုလိုမျိုးပဲကစားကောင်းတဲ့အသင်းပဲဆိုတော့အများကြီးစဉ်းစားမှာကျွန်တော်ပြန်ပြီးတော့ပြန်ပြင်ရမယ်လိုအပ်တာလေးတွေကိုပြန်ပြင်ရမှာရှိပါတယ်ဟုတ်ပရိသတ်ကိုအထူးကျေးဇူးတင်ပါတယ်လို့ပွဲတိုင်းကိုအဆန်ကုန်ငွေကုန်ကြီးကြခံပြီးလာအားပေးတဲ့ပရိသတ်ကိုအထူးပဲကျေးဇူးတင်ပါတယ်ဒီပွဲကတော့ကျွန်တော်တို့ပထမပွဲကတော့မိုးရလေရွာပွဲရလေရွှေ့ဆိုတော့ဒီပွဲမှာပထမပန်းကလည်းမိနစ်ကနဲတော့နည်းနည်းအခက်တွေ့ရပါဒုတိယပိုင်းမှာလည်းအားလုံးဆင်ပြေပါတယ်ဟုတ်ရှိပါတယ်ကစားသမားတွေလည်းကျေးဇူးတင်တယ်ဒီမန်အောင်သမက်ရတဲ့အတွက်ဒီကဆရာရောအားလုံးပါပရိသတ်တွေရောအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်တို့ကတပွဲချင်းပြင်ဆင်တာဖြစ်တဲ့အတွက်နောက်ပွဲတွေလည်းအကောင်းဆုံးပြင်ဆင်သွားမှာပါလာရောက်အားပေးတဲ့ကွင်းထဲရော TV ဖန်သားပြင်မှာရောလာအားပေးတဲ့ပရိသတ်တွေကိုကျေးဇူးအများကြီးတင်ပါတယ်